အမတ်တရများစွာကိုဖန်တီးပေးခဲ့တဲ့သူငယ်ဘဝရဲ့ပျော်စရာခိုက်တန့်ကောင်းများစွာကိုတည်ဆောက်ပေးခဲ့တဲ့သူကြောင့်ပဲကလေးအားအစလူကြီးအစုံမြန်မာနိုင်ငံမှာနေရတာကိုဂုဏ်ယူခဲ့ရတဲ့ခိုက်တန့်တွေရှိခဲ့ပါတယ်သူပွဲကြည့်နေရတဲ့အချိန်တွေကငယ်ဘဝရဲ့ပျော်စရာအကောင်းဆုံးချိန်တွေကတစ်ခုပါပဲသူပွဲလာပြီဟေ့ဆိုအိမ်မှာရှိတဲ့ကလေးအားအစအပွားအရွယ်အထိကိုတမျောမျောနဲ့စောင့်ကြည့်ခဲ့ရတာပါအဲအချိန်ကဘလောက်ကောင်းတဲ့ဇလန်းတွဲပဲလလာအောင်လာပွဲနေတော့မလဲနိုင်ခဲ့ပါဘူးအဖွားတို့အတော်တို့အားစဟဲ့ကောင်လေး channel 9အောင်ပြောင်းလीအောင်လာပွဲလိုက်လာမသိဘူးဆိုပြီးတော့ပြောခဲ့တဲ့အချိန်တွေကိုအခုဒီမှတ်မိနေပါသေးတယ်တိုက်ခိုက်ရေးစိတ်မဝင်စားတဲ့အမျိုးသမီးတွေတောင်အားပေးရတဲ့အထိဒီလူကြီးရဲ့ပွဲတွေကိုစုညံတန်မျိုးစုံနဲ့အားပေးခဲ့ကြတာပါမြန်မာနိုင်ငံကလူငယ်တွေထဲမှာလည်းအောင်လာရဲ့ပွဲတွေကိုကြည့်ပြီးအောင်လာလို့ဖြစ်ချင်လို့ကြိုးစားနေကြတဲ့လူငယ်တွေကလည်းဒုနဲ့တေးပါပဲငငယ်ကကိုအောင်လာပွဲကိုကြည့်ပြီးညီကိုချင်းချင်းပဲဖြစ်ဖြစ်တငယ်ချင်းချင်းချင်းပဲဖြစ်ဖြစ်အောင်လာချုပ်ကွက်နဲ့ကစားရတာကတကယ်အနှစ်ပါပဲအောင်လာကကျွန်တော်တို့တွေရဲ့ငယ်ဘဝတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်ဆိုတာကိုတော့ငင်းလို့မရပါဘူးတတိယချင်းများစွာနဲ့ပဲဒီဗီဒီယိုလေးကိုဖန်တီးပေးလိုက်ရပါတယ်